ညီကိုတရားလုံးပဲမင်္ဂလာပါဗျာနော်ကျွန်တော်မနေ့ကဆိုလို့ရှိရင်ဒါချန်ပီယံလိပွဲကြီးကျွန်တော်ဒုတိယအကြော့နော်ဒါရှုံးထွက်ပွဲစဉ်တွေပြန်စပြီဆိုတော့မနေ့ကကျွန်တော်တို့တီကိုပွဲနဲ့ဒါအင်တာပွဲကိုပေးခဲ့တယ်အင်တာကတော့ကျွန်တော်မနေ့ကပြောခဲ့တဲ့အတိုင်းပဲဒါချန်ပီယံလိကိုထွက်ခွာဖို့ရာဂိုင်နှုန်းများတယ်အဲ့တော့တကယ်လည်းထွက်ခွာရတယ်ဗျာနော်ဒါဒီတီကိုကတော့ကျွန်တော်ဒါဘရူးချက်ကလုံးဝအရန်ကောင်းနေတဲ့အသင်းဖြစ်တယ်ဗျာနော်ဒီနေ့ရာသီမှာဒါချန်ပီယံလိရောဒါသူ့ရဲ့လိမှာရောလုံးဝအိမ်ခွင်းဝဲခွင်းအရန်ကောင်းနေတဲ့အသင်းဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဘရူးချက်ကိုပေးခဲ့တယ်အင်တာsorry တီကိုအနေနဲ့ကျွန်တော်တို့ဒါ2ဂိုးလောက်ထိမပြတ်လောက်ဘူးထင်လို့ကျွန်တော်ပေးခဲ့တယ်အနည်းဆုံးဒါကတ်နိုင်သွားပြီတီကိုတက်မယ်လို့တီကိုကတော့နိုင်မယ်လို့ကျွန်တော်မနေ့ကပြောခဲ့တယ်90ရာခိုင်နှုန်းလောက်ထိ chance ရှိရယ်နိုင်မယ်လို့ပြောခဲ့တယ်ဒါပေမဲ့ဒီဂိုးပြတ်မပြတ်ပဲကျွန်တော်တစ်ချက်စောင့်ကြည့်ရပါဗျာနော်အဲ့ဒါကိုကျွန်တော်ကဒါဘရူးချက်ပေးလိုက်တဲ့အတွက်ကြောင့်တီကိုကဒါမတင်မထားတဲ့ရလက်မျိုးလုတ်ပြသွားတယ်ဗျာနော်ဒါချန်ပီယံလိမှာဒါဝါရင်သမားရင်ရှိနေတဲ့အတင်းတင်းရဲ့ဒါဆန်းဆောင်ရေးရလက်လို့လည်းပြောလို့ရတယ်အဲ့တော့မနေ့ကတော့ကျွန်တော်ဒါတီကိုပွဲတော့အဆင်မပြေခဲ့ဘူးအင်တာပွဲအင်တာဂိုးအောက်တော့အဆင်ပြေခဲ့တယ်ဗျာနော်ဒီနေ့မှလည်းကျွန်တော်တို့ချန်ပီယံလိနောက်ထပ်ဒါဒုတိယအကြော့နော်ဒါထပ်စမယ်ပွဲစဉ်နေတဲ့ကျွန်တော်နှစ်ပွဲရထုတ်ပေးထားတယ်ဒါ Real Madrid ပွဲရဲ့ကျွန်တော်ဒါအက်တလန်နာနဲ့ဒေါ့မွန်ပွဲစဉ်ဖြစ်တယ်ဗျာနော်Real Madrid နဲ့ Benfica ကျွန်တော်တို့ပထမအကြော့မှာဆိုလို့ရှိရင်ဒါ Real Madrid ဒီ Benfica အိမ်ကွင်းမှာကျွန်တော်တို့ဒါ 1-0 နဲ့ C1 နဲ့နိုင်ထားတယ်အဲ့တော့ဒါဒုတိယအကြော့မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါ Real Madrid အိမ်ကွင်းမှာပြန်ကန်မှာလည်းဖြစ်တယ်ဗျာနော် Benfica ဒီဘယ်လောက်ထိခြေဆန်းဆိုးနေပါစေ Real Madrid နဲ့တွေ့လို့ရှိရင်ကျွန်တော်တို့ဒါအမြဲတမ်းဒါမတ်ထရစ်ကိုဒုက္ခပေးနေတဲ့အသင်းဖြစ်သလိုเนาะဒါလက်ရှိဒါ Benfica ကိုကင်နေတဲ့နီးပြမွင်ဟွာလည်းဒါ Real မှာကင်သွားတဲ့နီးပြမျိုးဖြစ်တဲ့အတွက်ကြောင့်ဒါ Real ရဲ့ပုံစံတွေကိုဒါကစားသမားတွေရဲ့ပုံစံတွေကိုကောင်းကောင်းတော့သိရဗျာเนาะဒါပေမဲ့လည်းဟိုမွင်ဟွာရဲ့ဒါအနီကန်နဲ့ထုတ်ပယ်ခံထားရတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာတော့ဒါမွင်ဟွာတော့ပါလာမှာတော့မဟုတ်ဘူးလက်ထောက်နီးပြရဲ့တောင်းနဲ့ပဲဒါညွှန်ကြားပြီးတော့ပွဲထွက်လာဖို့များပါတယ်ဗျာเนาะကျွန်တော် Real ကိုပြန်ကြည့်ရမယ်ဆိုလို့ရှိရင် Real ကကျွန်တော်ဒီနေ့ပွဲထွက်လာမဲ့ line up ဒီလူဆုံးမှာတော့မဟုတ်ဘူးเนาะအမ်ဘာပေနာနေတယ်ရိုဒရီဂိုနာနေတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒါဘဲလင်ဟန်နာနေရဗျာเนาะအဒီကကစားသမားတွေအကုန်လုံးကနာနေတယ်เนาะအဲ့ဒါကြောင့် Real Madrid အနေနဲ့ဂိုးတော့ Real Madrid ရဲ့အဆင့်လာရအောင်တမန်ကြောင်းရပြန်ကြည့်မယ်ဆိုလို့ရှိရင် Real Madrid ဒီဒါချန်ပီယံလိကိုဒါအုပ်စုဒီအဆင့်လောက်နဲ့ထွက်ဟိုလက်ပြန်စရာတော့အကြောင်းလုံးဝမရှိဘူးเนาะဟိုလက်ပြန်တယ်တော့လုံးဝအကြောင်းမရှိဘူးဗျာเนาะဒါ Benfica ပဲလက်ပြန်ဖို့များတယ်ဗျာเนาะဒီပွဲမှာဒါ Real Madrid ကအနည်းဆုံးတရေလောက်နဲ့ခံကမ်းမယ်ဆိုရင်တော့မှဒါ AAC ဒါနောက်တစ်ဆင့်ထပ်ပြီးတော့တက်ရောက်နိုင်မှာဖြစ်တယ်ဗျာเนาะအဲ့တော့ဒီနေ့ပေးထားတဲ့ကျွန်တော်တို့ဈေးတန်းဒီ1 black 35เนาะဂိုးပေါင်းကကျွန်တော်တို့ဒါ3လုံးတရေဖြစ်တယ်ဗျာเนาะ3လုံး level ဖြစ်တယ်အဲ့တော့ပေးထားတဲ့ဈေးတန်းရဆိုလို့ရှိရင် Real အနေနဲ့ကျွန်တော်တို့ဒါဈေးတန်းရကြည့်မယ်ဆိုလို့ရှိရင် Real အနေနဲ့ဒါကတ်နိုင်သွားဖို့များတယ်ဗျာနော် 1C21 တဘောလုံးနဲ့ကတ်နိုင်သွားဖို့များတယ်ဒါအဓိကကြီးပွဲကိုကျွန်တော်ပေးချင်တာကတော့ Real ကဒါဟိုချန်ပီယံလိမှာဆိုလို့ရှိရင်ဆန်းဆောင်ရင်တော့ကောင်းတယ်ဒါပေမဲ့လက်ရှိအဓိကသမားတွေလည်းနားနေတယ်အဲ့အတွက်ကြောင့်ဒါနည်းနည်းလေးအားနည်းချက်တစ်ခုဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ပွဲဒီ Real ဂိုးရနိုင်ဖို့အတွက် chance တော့နည်းတယ်ဗျာနော်ဂိုးရမယ်ဆိုရင်တော့မှတကူ2ဂိုးလောက်ပဲကျွန်တော်မှန်းတယ်ဒီတစ်ဖက် Benfica ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းနီးပြကအနီးကပ်မရှိရတဲ့အတွက်ကြောင့် Benfica ရဲ့ဒါဟိုပထမပိုင်းအဆင်ပြေအောင်အဆင်ပြေမယ်ဗျာဒုတိယပိုင်းကျလို့ရှိရင်နီးပြမရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒုတိယပိုင်းမှာဆိုလို့ရှိရင် Real တိုက်စစ်တွေကိုဘယ်လိုမျိုးပြန်တုံ့ပြန်မလဲဆိုတာနီးပြမရှိတဲ့အတွက်ကြောင့် Benfica အနေနဲ့ဂိုးရနိုင်ချေတော်တော်လေးကိုနည်းပါတယ်ဗျာเนาะအဲ့တော့ဒီနေ့ပွဲဒီကျွန်တော်အဓိကပေးချင်တာကတော့ဟိုဂိုးပေါင်းပေးချင်တာဗျာเนาะဒါ body ကတော့ Real body ပဲကြိုက်တယ်ဗျာဘာလို့လဲဆိုလို့ရှိရင် Real နိုင်မှသိကြတယ်မနိုင်ဘူးဆိုတော့ဗျာတရေအနေဆုံးရှိရဗျာเนาะအဲ့တော့ကျွန်တော်ဂိုးပေါင်းကတော့ကျွန်တော်3လုံးတရေဆိုတော့ကျွန်တော်ဂိုးပေါင်းအောက်ကိုကျွန်တော်ပို့ကြိုက်တယ်ဒီပွဲဒီ 1C 21တပေါက်လောက်ကလွဲလို့မသွားနိုင်ပါဘူး 2C เนาะ 1C 2C တို့မဟုတ်21တပေါက်ပဲရှိပါတယ်ဗျာเนาะနောက်ထပ်တစ်ပွဲကကျွန်တော်တို့ဒါအက်တလန်နာနဲ့ဒေါ့မွန်ဗျာเนาะအက်တလန်နာကလည်းဒီနေ့ရာသီမှာဒါတော်တော်လေးကိုမထင်မှတ်ထားတဲ့ခြေစမ်းမျိုးတွေနဲ့ဒါရှင်ပြိုင်နေတဲ့အသင်းဖြစ်သလိုဒေါ့မွန်ကလည်းဒါဝိုင်းသမားရင်เนาะဒါချန်ပီယံလိမှာဒါချန်ပီယံလိနှစ်တိုင်းကန်နေရတဲ့အသင်းလည်းဖြစ်တယ်အဲ့တော့နှစ်သင်းလုံးရဲ့ head to head အရာကြည့်မယ်ဆိုလို့ရှိရင်လည်းအက်တလန်နာအိမ်ကွင်းမှာဆိုလို့ရှိရင်ဒါတည်ကြထားခဲ့တယ်ဗျာเนาะဒေါ့မွန်ကတော့ဟိုတွတ်ဆက်မှုတွေမှာဆိုလို့ရှိရင်တော့ဒါအသာစီးရထားတာကိုတွေ့ရတယ်လက်ရှိအက်တလန်နာရဲ့ကျွန်တော်ဒါချန်ပီယံလိခြေဆောင်ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်လည်းအက်တလန်နာကเนาะချန်ပီယံလိမှာအစပိုင်းကတော့ကောင်းတယ်ဗျာเนาะဒီနောက်ပိုင်းပွဲတွေမှာဆိုလို့ရှိရင်ဒါဘီဘာကိုရှုံးတယ်စိတ်ဂလိုရီကိုရှုံးတယ်ပြီးလို့ရှိရင်ဒါဒေါ့မွန်ကိုလည်းဒါအဝေးကွင်းမှာရှုံးထားတယ်ဗျာเนาะအက်တလန်နာကသူ့ရဲ့လိမှာတော့တော်တော်လေးကိုကောင်းခဲ့တဲ့အသင်းလည်းဖြစ်တယ်ဗျာနော်ဂျူဗင်တက်ကိုလည်း3-0နဲ့နိုင်ထားတယ်အိမ်ကွင်းမှာဒါခရီမိုနစ်ကိုလည်းဒါ2-1နဲ့နိုင်ထားတယ်ဒါနာပိုလီကိုလည်း2-1နဲ့နိုင်ထားတယ်ဗျာနော်အသင်းကြီးရောအသင်းငယ်ရောဒါဖြုတ်ထားတာဗျာဒီနောက်ပိုင်းတွေမှာဒါအဓိကသူ့ရဲ့ပြစ်မှတ်ဒီချန်ပီယံလိတော့မဟုတ်တော့နဲ့တူတယ်ဗျာနော်ဘာလို့လဲဆိုလို့ရှိရင်ချန်ပီယံလိမှာအဲ့လောက်ထိအားစိုက်ထုံးမှုမတွေ့ရဘူးရှုံးပွဲတွေတော့ရှောက်များနေတဲ့အတွက်ကြောင့်ဒီနေ့ပွဲဒီတေချာပေါက်ဒေါ့မွန်မှာချန်အများကြီးရှိပါတယ်ဗျာနော်အဲ့တော့ဒေါ့မွန်အနေနဲ့ကလည်းကျွန်တော်တို့ဒါချန်ပီယံလိစွမ်းဆောင်ရည်ကြည့်မယ်ဆိုလို့ရှိရင်ဒေါ့မွန်ကချန်ပီယံလိ
ငါကခုနပြောခဲ့တဲ့အတိုင်းပဲဒါဝိုင်းတပိုင်းရင်အသင်းလည်းဖြစ်တဲ့အတွက်ကြောင့်ချန်ပီယံလိကောင်းတဲ့ထဲမှာပါတယ်ဒါဆပ်ပါတော့သူရှုံးနေထားခဲ့တယ်ဒါဘိုဒိုကလစ်ကိုတေးကစားထားတယ်ကျွန်တော်ပြီးရင်ဒါအင်တာကိုတော့ရှုံးထားတယ်ဗျာနော်ပြီးလို့ရှိရင်ဒါအက်တလန်နာကိုတော့အိမ်ကွင်းမှာနိုင်ထားတယ်ဗျာနော်ဒီမနက်ပေးထားတဲ့ဇေဒန်ရဆိုလို့ရှိရင်အက်တလန်နာအိမ်ကွင်းကနေပြီးတော့ကျွန်တော်တို့ဒါ level 0-55เนาะဒါပြထားတယ်ပြီးလို့ရှိရင်ကိုပေါင်းကဒါ3+25เนาะဒါ25ပြပျော်ရွှင်ခွင့်ရထားတဲ့အနေအထားဖြစ်တယ်ဗျအဲ့တော့ဒီနေ့ပွဲမှာဒေါမွန်ကျွန်တော်ကတော့ပို့ပြီးတော့ကြိုက်မိရယ်เนาะဒေါမွန်ဘော်ဒီကျွန်တော်ပို့ကြိုက်မိရယ်ဘာလို့လဲဆိုလို့ရှိရင်ဒေါမွန်အနေနဲ့ဒီနေ့ပွဲမှာအနှိမ့်ဆုံးတည်ရရှိပါတယ်ဗျာเนาะဒီကိုပေါင်းရဆိုလို့ရှိရင်เนาะ3လုံး25ပြဆိုတော့လက်ရှိဒါနှစ်သင်းလုံးရဲ့ head to head အရာရောပြီးချန်ပီယံလိဆွမ်းဆောင်ရေးအရာရောဆိုလို့ရှိရင်ဒီပွဲဒီခုန real ပွဲလို့ပဲကျွန်တော်တို့ 1C 2C 2-1အဲ့တပေါက်ပဲသွားဖို့များပါတယ်ဗျာเนาะကိုပေါ်နိုင်ကြီးလဲနဲတယ်ကိုပေါ်ဖို့ chance နဲတယ်ဗျာเนาะအဲ့တော့ကျွန်တော်ဒီနေ့နှစ်ပွဲပေးခဲ့တယ်ဒါ real madrid ပွဲရဲ့အတလနာပွဲနှစ်ပွဲပေးခဲ့တယ်ဗျာเนาะဒါ real ပွဲကိုတော့ကျွန်တော် real body ရဲ့ကိုပေါင်းအောက်ရဲ့ပေးတယ်အတလနာပွဲကိုတော့ကျွန်တော် dortmund body ရဲ့ကိုပေါင်းအောက်ရဲ့ကိုကြိုက်ပါတယ်ဗျာเนาะအကြိုက်တူမှဆော့ပါဗျာเนาะ channel ပွဲတွေတော့ကျွန်တော်ဒါ channel ထဲမှာမောင်းကတ်တွေတပွဲကောင်းတွေဖြစ်တင်ပေးတယ်ညီကိုတို့ဝါသနာပါတဲ့ညီကိုတွေက live join မအောင်လို့ဖိတ်ခေါ်ပါတယ်ဗျာเนาะ